Okay အားလုံးမင်္ဂလာပါဒီနေ့ရဲ့ဗီဒီယိုမှာတော့တငယ်ချင်းတွေနဲ့အတူတူကစားလို့ရတဲ့ Android ဂိမ်းကောင်းတွေအကြောင်းကိုမိတ်ဆက်ပေးမှာပါဒီဂိမ်းတွေကိုဘာကြောင့်ဆော့တဲ့လဲဘယ်လိုပြောစရာတွေရှိလဲဆိုတာကိုတစ်ခုချင်းစီပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်ဗီဒီယိုလေးကိုစကြည့်လိုက်ကြရအောင် Number 1 Bloody Bastard ပထမဆုံးဂိမ်းကတော့ Bloody Bastard ပါဒီဂိမ်းက Middle Age ဓာတ်သမားတွေအချင်းချင်းတိုက်ခတ်ရတဲ့ဂိမ်းတစ်ခုပါ Brother ကသူရဲကောင်းတစ်ယောက်ဖြစ်ပြီးတော့ဓာတ်ပစိန်ဒါမှမဟုတ်တန်တုပ်တွေနဲ့ရန်သူတွေကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်ဒီဂိမ်းရဲ့ထူးခြားတဲ့အချက်ကတော့သူ့ရဲ့ရိုးရှင်းပြီးတော့လက်တွေ့ဆန်တဲ့ control တွေပါပဲတငယ်ချင်းတွေနဲ့ဆော့မယ်ဆိုရင်ဒီဂိမ်းကပို့ပြောစရာကောင်းပါတယ်ဂိမ်းမုတ်အနေနဲ့ single player multiplayer ဆိုပြီးတော့ရှိပါတယ် single player mode မှာ level 100ရောက်သွားရင်တော့ rank mode unlock ဖြစ်ပြီးတော့ကစားလို့ရပါပြီ။ဂိမ်းရဲ့ပုံစံကလည်းရိုးရှင်းပြီးတော့ pixel app ပုံစံနဲ့ဖန်တီးထားတော့ဖုန်းအများစုမှာချောချောမွေ့မွေ့နဲ့ဆော့နိုင်ပါတယ်။တငယ်ချင်းတွေနဲ့ရေမောရင်အေးစစ်စစ်ဆော့ကျင်နေဆိုရင်တော့ Bloody Bastard ကရွေးချယ်စရာအကောင်းဆုံးဂိမ်းတစ်ခုပါပဲ။ Number 2 Bomb Squad ဒီဂိမ်းကတော့ Mobile Legends တို့ PUBG တို့မပေါ်ခင်ကတည်းကဘော်ဒါတွေကြားထဲမှာနာမည်ကြီးခဲ့တဲ့ဂိမ်းတစ်ခုပါဒီဂိမ်းထဲမှာပါတဲ့ character တွေရဲ့လှုပ်ရှားမှုကရဲစရာလည်းကောင်းတယ်ချစ်စရာလည်းကောင်းပါတယ် gameplay ဘိုင်းအနေနဲ့ကြည့်မယ်ဆိုရင်တော့ brother တို့ကကစားသမားတစ်ယောက်ဖြစ်ပြီးတော့ပြိုင်ပွဲကွင်းထဲမှာဘုံတွေကိုတစ်ယောက်နဲ့တစ်ယောက်ပစ်ပြီးတော့ပြန်ရမှာပါဒီဂိမ်းမှာနေပုံမျိုးမျိုးရှိပါတယ်တစ်ခုချင်းစီမှာကစားနည်းတွေကိုပြောင်းလဲပြီးတော့စိတ်ဝင်စားစရာဖြစ်အောင်လို့ဖန်တီးထားတယ်ဥပမာတချို့မြေပုံတွေမှာဆိုရင်ဘုံကျဲနေရင်ဘောလုံးကန်လိုမျိုးဂိုးသွင်းရတာမျိုးတွေပါတယ်တစ်ခါတလေမတော်တဆကိုပုံနဲ့ကိုပောက်ကွဲသွားတာမျိုးကလည်းဖြစ်တတ်တယ်ဒါမျိုးကရဲစရာကောင်းပြီးတော့အားလုံးကိုအမောပြေစေရတငယ်ချင်းတွေနဲ့ဆော့မယ်ဆိုရင်တော့ Bomb Squad ကတကယ်ကိုပြောစရာကောင်းတဲ့ရွေးချယ်မှုတစ်ခုပါပဲ Number 3 Fall Guys ဆက်လက်ပြီးတော့ Fall Guys အကြောင်းကိုပြောကြရအောင် Fall Guys ကကမ္ဘာတစ်ဝန်းမှာနာမည်ကြီးတဲ့ Battle Royale game တစ်ခုပါဒီဂိမ်းမှာ Brother ကချစ်စရာကောင်းတဲ့ဇက်ကောင်လေးတွေအနေနဲ့ပြိုင်ပွဲကွင်းထဲမှာအတားအဆီးတွေကိုကြော်ဖြတ်ပြီးတော့အနိုင်ရဖို့ကြိုးစားရမယ်။ဒီဂိမ်းက mobile phone တွေပေါ်မှာဆော့လို့ရတာသိပ်မကြဘူး။ငွေချင်းတွေနဲ့ဆော့ရင်ဒီဂိမ်းကပို့ပြီးတော့ပျော်စရာကောင်းတယ်။တစ်ခါတလေမှာအတားအဆီးတွေကြောင့်တယောက်နဲ့တယောက်တိုက်မိပြီးတော့လဲကျသွားတာမျိုးတွေဖြစ်တတ်တယ်။ဂိမ်းထဲမှာပါတဲ့အကောင်လေးတွေရဲ့လှုပ်ရှားမှုကလည်းတကယ့်ကိုရဲစရာကောင်းတယ်။ဖုန်းကိုင်းမှာမြေပုံမျိုးမျိုးနဲ့ဂိမ်းမုတ်တွေအများကြီးရှိတယ်။တစ်ခါတလေဘောလုံးကိုအသင်းလိုက်တွန်းပြေးရတာမျိုးဒါမှမဟုတ်အမြန်ဆုံးပြေးပြီးတော့မြင်းကိုဖြတ်ရတာမျိုးကြီးပါတယ် Android မှာဒီဂိမ်းကိုအခမဲ့ဆော့နိုင်ပြီးတော့တငယ်ချင်းတွေနဲ့ပျော်ပျော်ပပအချိန်ကုန်ခြင်းတော့ Fall Guys ကအကောင်းဆုံးတစ်ခုပါပဲ Number 4 Stammer Guy Stammer Guy ကတော့ Fall Guys နဲ့ဆင်တူပြီးတော့ Android မှာအလွယ်တကူဆော့နိုင်တဲ့ဂိမ်းတစ်ခုပါဒီဂိမ်းမှာလည်း brother က32ယောက်ထိပါဝင်တဲ့ Battle Royale တိုင်ပွဲထဲမှာအတားအဆီးတွေကိုကြော်ဖြတ်ပြီးတော့အနိုင်ရဖို့ကြိုးစားရမှာပါဒီဂိမ်းရဲ့အကောင်းဆုံးအချက်ကတော့သူ့ရဲ့ရိုးရှင်းတဲ့ control တွေနဲ့ haptic တွေအများကြီးထွက်နေရပါတငယ်ချင်းတွေနဲ့ဆော့ရင် Stammer Guy ကတကယ်ကိုပြောစရာကောင်းပါတယ် brother တို့ကအဖွဲလိုက်ဆော့တာပဲဖြစ်ဖြစ်တယောက်နဲ့တယောက်ရှင်ပြိုင်တာပဲဖြစ်ဖြစ်ရင်မောစရာအခိုက်အတန့်တွေအများကြီးကိုဖန်တီးနိုင်ပါတယ်Stammer Guy မှာလည်းအဝတ်စားနဲ့ဇက်ကောင်တွေကိုစိတ်ကြိုက်ပြင်ဆင်လို့ရပါတယ်။ဒါအပြင်အထူးပွဲတွေပြိုင်ပွဲတွေလည်းမကြာခဏပေါ်လာမှုလို့ဘယ်တော့မှငင်းငွေ့စရာမကောင်းပါဘူး။ Android phone အများစုမှာဒီဂိမ်းကချွတ်ချွတ်မွမွနဲ့ဆော့နိုင်ပြီးတော့ internet ချိတ်ဆက်မှုသာရှိမယ်ဆိုရင်တငယ်ချင်းတွေနဲ့အချိန်မီဆော့လို့ရပါတယ်။ Number 5 Bullet Echo နောက်ဆုံးဂိမ်းကတော့ Bullet Echo ပါဒီဂိမ်းကတနက်ပစ်တဲ့ဂိမ်းတစ်ခုဖြစ်ပြီးတော့ top down view ကနေပြီးတော့မြင်ရတဲ့ပုံစံနဲ့ဖန်တီးထားတာပါ brother ကအဖွဲလိုက်ပဲဖြစ်ဖြစ်တယောက်တည်းပဲဖြစ်ဖြစ်ပြိုင်ပွဲကွင်းထဲမှာရန်သူတွေကိုဖစ်ခတ်ပြီးတော့ရှင်သန်ရမှာပဲဖြစ်ပါတယ်ဒီဂိမ်းရဲ့ထူးခြားချက်ကတော့မီးရောင်အကန့်အသတ်ရှိရပါပဲ brother ရဲ့မီးရောင်အောက်မှာပဲရန်သူတွေကိုမြင်နိုင်တာမို့လို့တကယ့်ကိုစိတ်လှုပ်ရှားစရာကောင်းပါတယ်တငယ်ချင်းတွေနဲ့ဆော့ရင်တော့ဒီဂိမ်းကအဖွဲလိုက် strategy တွေရှိဖို့လိုအပ်ပါတယ်ဒီဂိမ်းမှာဇက်ကောင်တွေကိုအဆင့်မြင့်နိုင်ပြီးတော့လက်နက်တွေကိုလည်းစိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။တငယ်ချင်းတွေနဲ့အပြိုင်ဆော့ရင်ဘယ်သူကပို့တော်လဲစမ်းကျင်နေဆိုရင် Bullet Echo ကို download ဆွဲပြီးတော့စမ်းကြည့်ကြဖို့တိုက်တွန်းပါတယ်ခင်ဗျာ။
Okay အားလုံးပဲဒီနေ့ဗီဒီယိုမှာတော့တငယ်ချင်းတွေနဲ့အတူတူကစားလို့ကောင်းမယ်ဂိမ်းကောင်းတွေအကြောင်းကိုမိတ်ဆက်ခဲ့ပေးရပဲဖြစ်ပါတယ်။ brother အနေနဲ့အကြိုက်ဆုံးဂိမ်းကဘယ်ဟာလဲဆိုတာကိုအောက်မှာမှတ်ချက်ပေးခဲ့လို့ရပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကြိုက်တယ်ဆိုရင် like လုပ်ခဲ့ပေးပါ။ subscribe လည်းလုပ်ပြီးတော့ခေါင်းလောင်းလေးကိုလည်းနှိပ်ထားခဲ့ပေးပါဦး။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။